လိုပုံစံဆိုတော့ဒီနေ့မှာအဲ့လိုပုံစံပေါ်တော့ငယ်တော့စီးခဲ့ပါကမလေးမျိုးတော့ဆက်စမ်းကြောင်းဆိုကျွန်တော်ကျောင်းသားတက်ဒီလိုကျောင်းတာဆိုတော့ရှစ်တန်းကိုရပါကျွန်တော်သိကျောင်းနေလေလမ်းကျောင်းအထက်တန်းကျောင်းကျောင်းတာကျွန်တော်အဲ့လိုကိုယ့်ကိုလုံးချလိုက်တယ်သားကြောင်းအဲ့လိုနိုင်ချစ်တာမရှိဘူးနိုင်ချစ်တာအားလုံးတော့စားကြတာလို့အားကြတယ်စိတ်ကိုယ်နဲ့တိတ်မပေါင်းဖြစ်တာရှိတာတော့အမှလုံးချလိုက်ကျွန်တော်ကလုံးနဲ့ကျောင်းမှာဘာမှမသိဘူးကျောင်းမှာလေပြောဖို့ကောင်းတယ်တကယ်ချင်းအများကြီးရတယ်ခုတိလည်းရှိတယ်ကျန်ကျောင်းကတကယ်ချင်းကျွန်တော်ခင်တော့ပြောတာပဲသိတာပေါ့နော်အဲ့လိုကြိုက်တာပါညာပြင်တော့သိတယ်ဒါကောင်မလေးဝိုင်းကြိုက်တဲ့စောစီရဲ့ကျောင်းသားပါအဲ့မမီတော့ဘူးကျွန်တော်ဒီကစောတယ်ဒီမှာချောင်းပြေးတယ်စောမယ်တကယ်ချင်းနေပေါ့နော်ကောင်မလေးတွေ့လေကိုကြိုက်တယ်တင်တော့သူဘိုးရောက်ပြောခိုင်းလိုက်ဒီရောက်ပြောခိုင်းလိုက်နဲ့ချိတ်ချမ်းမယ်အဲ့လိုပဲအချိတ်ချမ်းတဲ့ဆေးရတယ်ပြီးတော့စောတဲ့ခိုင်းအောင်ကျောင်းသား grade တော့ဒီမှာပြောပြီးတော့ကျောင်းဆောင်တဲ့ခါမှာတကယ်လေးဆွေးနွေးကြတော့ကျောင်းသား grade ကကိုရန်ဆယ်တဲ့အားနည်းဝေးတယ်နော်ဝေးတယ်အဲ့တော့အခုကကျောင်းသားပုံစံလည်းဘယ်လိုပုံစံလဲမသိတော့ဘူးနော်ကိုရန်ကျောင်းပြီးတော့ကျောင်းအဲ့ဒီကကိုငယ်တော့ပုံစံနဲ့သွားကြည့်လို့ကြည့်တယ်လို့ကိုဝန်တော်လေးနဲ့သွားကြည့်ပါမယ်โอเคဆိုင်တယ်ရိုက်တာချက်ကိုကြည့်ရတယ်ဇလန်ထဲဇလန်ထဲမှာကျတော့ရိုက်တာ mutation ကကလေးစာကိုရမှာကလေးလေးလို့နော်သူတို့ကခုကြည့်လိုက်တယ်ကျွန်တော်ကိုရမှာကိုကိုတော့လူကြီးဖြစ်နေပြီထင်တာပဲလူကြီးထားဖမ်းနေတာပေါ့အဲ့ဒီမှာလည်းကလေးစာတွေလည်းလုံးကြအိုက်ကြားမှာကျွန်တော်ကောင်းဆုံးဖြစ်အောင်စင်ပြေလုံးကြအောင်ဒီလိုတော့ဟိုကမြင်ထားတဲ့ကိုရန်ကျောင်းသားတွေကတော့လူကြီးဖြစ်နေတယ်ကလေးစိတ်ကားမှာကျတော့တကယ်ကလေးပုံစံလေးပုံစံကလေးစိတ်အဲ့ဟာလေးကျွန်တော်အစစ်ပြန်ပေါ်သွားတာပေါ့ကျွန်တော်အပြူကြီးလူကြီးလို့အကြောင်းကွက်ကိုထင်းပြအဲ့လိုနေကြတယ်များချင်တယ်သူကစကားမှာကျတော့တကယ်များလို့မရဘူးဒါတော့ကလေးပုံစံပုံငယ်ရတာပေါ့ဒါဒီဖြစ်တဲ့ဘောတရားပါတော့ဝေးသွားပြီကျွန်တော်ဆိုရင်15နှစ်လောက်ရှိပါဆက်နေရအောင်ဆိုတော့30နှစ်ကျွန်တော်ကြည့်ရတယ်ပူကြည့်လို့ပဲနော်ဟုတ်တယ်ဒီဆရာကြီးရောလားဆိုင်ကြီးရဲ့ကျောင်းသားပုံစံအပြေလေးပေါ့ဒီကားလေးကကျွန်တော်တို့ကဆဆရိုက်တော့ပါဘောနော်အကုန်လုံးပြန်ပြီးတော့မကြည့်ရဘူးအခုဒီမှာမှကြည့်ရတော့မမုံတော့ပြောတယ်ဆိုင်းစီရရဲ့ကိုရန်ကျောင်းသားနဲ့တူနေတယ်လူနေတော့ပြောပြီးတူနေဆိုတဲ့ကောင်အကြောင်းတော့ကလေကောင်မလေးကိုကြိုက်တာလားကောင်လေးကြိုက်ခံရတာလားကျွန်တော်အကုန်လုံးကြိုက်တယ်ချစ်စရာကောင်းအကုန်ကြိုက်တယ်မေတ္တာထားတာပါဒီကအကုန်လုံးမေတ္တာပေးရမယ်မေတ္တာ